Hello ကျွန်တော်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါ Gain Knowledge Channel ကျွန်တော်မိတ်ဆွေများအားလုံးကိုပြန်လည်ကြိုဆိုပါရစေကျွန်တော်ရဲ့မိတ်ဆွေတွေရောကျွန်တော်တို့ရောမှားနေတဲ့အမှားတွေရှိတယ်ကျွန်တော်တို့လူမျိုးကျွန်တော်တို့ဘာသာကျွန်တော်တို့ရဲ့ရှေးလူကြီးပါဆိုတဲ့သူတွေရဲ့ပြောဆိုစကားတွေကြောင့်လက်ရှိချိန်ကြီးမှားနေတဲ့အမှားတွေရှိတယ်ဝမ်းနည်းစရာကောင်းတာကအဲ့ဒီအမှားတွေကချိန်ကြီးကြာလာတော့အမှန်တွေဖြစ်နေတာဗျာဥပမာတစ်ခုကျွန်တော်ပြောပြမယ်ဗျာမွေးနေ့တောက်ကြတနင်္လာကေတာဆန်ညက်မပြုတ်အပ်ဆိုတဲ့စကားပေါ့နော်အဲ့ဒီစကားကအခုဘယ်လိုဖြစ်နေလဲဆိုတော့မွေးနေ့ရတောက်ကြနေ့ရတနင်္လာနေ့စပင်းမညက်ကောင်းဘူးပေါ့နော်ဘာလို့မညက်ကောင်းမှန်းလဲမသိဘူးဆိုတော့ရှေးလူကြီးတွေပြောရင်ကျွန်တော်တို့ကယုံလိုက်တာပဲပေါ့နော်တကယ်တော့အဲ့လိုမဟုတ်ဘူးဗျရှေးလူကြီးတွေပြောခဲ့တာပညာသားဘာနဲ့ပြောခဲ့တာကျွန်တော်တို့ရန်တန်းယုံဖို့ပြောခဲ့တာမဟုတ်ဘူးရန်တန်းလုပ်ဖို့ပြောခဲ့တာမဟုတ်ဘူးမွေးနေ့တော့ကြတနင်္လာကေတာဆန်မပြုတ်ရဆိုတာတောက်ကြနေ့မွေးတဲ့သူတွေဟာတနင်္လာနေ့မှာစပင်းမညက်နဲ့ဒါလိုပြောတာတနင်္လာနေ့မွေးတဲ့သူတွေမွေးတောက်ကြနေ့မွေးတဲ့သူတွေကိုယ့်ရဲ့မွေးနေ့မှာတနင်္လာစပင်းမညက်လို့ပြောတာမဟုတ်တောက်ကြနေမွေးတဲ့သူတွေကတနင်္လာနေ့မှာစပင်းမညက်နဲ့လို့ပြောတာဘာကြောင့်ဒီလိုပြောရလဲဆိုတော့ကျွန်တော်တို့ကိုးကွယ်တဲ့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးပေါ့နော်ဗုဒ္ဓမြတ်စွာဘုရားကသူ့ကိုသူနာသူသေးရဟန်းကိုမြင်ပြီးတော့ဒီတန်တရားလွတ်ကြောင်းတရားကိုရှာမယ်ဆိုပြီးတော့ထွက်တာပေါ့နော်အဲ့ဒါတနင်္လာနေ့ထွက်ပြီးတော့စပင်းပေါ့နော်စံတော်ပယ်တဲ့နေ့ကတနင်္လာနေ့ဆိုတော့သူကစံတော်တနင်္လာနေ့မှာပယ်တယ်သူမွေးတဲ့နေ့ကတောက်ကြနေ့ဆိုတော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကတောက်ကြနေ့မှာမွေးတယ်တောက်ကြသားဖြစ်တယ်တနင်္လာနေ့မှာစံတော်ပယ်တယ်ဒါကြောင့်မလို့ကျွန်တော်တို့ဗုဒ္ဓမြတ်စွာဘုရားကိုကိုးကွယ်တဲ့သူတွေအနေနဲ့တောက်ကြနေမွေးတဲ့သူတွေကတနင်္လာနေ့မှာစံတော်မပယ်နဲ့စပင်းမညက်နဲ့ဘာလို့လဲဆိုတော့မြတ်စွာဘုရားကိုတုပရာရောက်တယ်မြတ်စွာဘုရားကိုအတုပလုပ်တယ်လို့ဖြစ်တယ်မြတ်စွာဘုရားနဲ့ဒန်းလူရည်လူလိုက်လုပ်တယ်လို့ဖြစ်နေတယ်ဒါကြောင့်မလို့မလုံနဲ့မလုံအပ်ဘူးမလုံကောင်းတာမဟုတ်ဘူးနော်ငရဲကြီးတာတွေဘာတွေမဟုတ်ဘူးမလုံအပ်တာမလုံသင့်တာနော်လုံလို့လည်းဘာမှမဖြစ်ဘူးပြောရဲတယ်လုံလို့ဘာမှမဖြစ်ဘူးဒါမြတ်စွာဘုရားကိုတုပရောက်လို့မလောက်ကြနဲ့လို့ပြောတာဆိုတော့တောက်ကြနေမွေးတဲ့သူတွေကတနင်္လာနေ့မှာစပင်းမညက်နဲ့လို့ပြောတာဖြစ်ပါတယ်ရှေးလူကြီးတွေကနော်မွေးနေ့ရယ်တောက်ကြနေ့ရယ်တနင်္လာနေ့ရယ်မှာစပင်းမညက်နဲ့လို့ပြောတာမဟုတ်ပါဘူးဒီအမားကြီးကကျွန်တော်တို့အခုချိန်ကြီးမားနေကြတော့ဖြစ်တယ်ဘာလို့ကျွန်တော်တို့ဘာသာနဲ့ပတ်သက်ရင်အဲ့လိုအမားတွေအများကြီးပဲဘာလို့လဲဆိုတော့အဲ့ဒီအမားကိုလက်ခံတဲ့သူတွေဗျာဆိုတော့မိဘသားသမီးကိုပြောတယ်မိဘကိုယ်တိုင်ကလည်းကိုရှိမှကိုယ့်ရဲ့မိဘပြောလာတဲ့စကားကိုမစင်စားဘူးမှန်လားမှားလားဘာမှမတွေးဘူးတက်တဲ့အထောက်ထားဘာမှမရှာဘူးဘာမှမလေ့လာဘူးအဲ့ဒီစကားကိုနားထောင်လိုက်တဲ့လူကလည်းယုံလိုက်တာပဲဘာမှမလေ့လာဘူးဒီဟာမှန်လားမှားလားမရှိဘူးပြီးတော့ဘာမေးခုမှပြန်မမေးဘူးစိုးတဲ့အချက်ဝမ်းနည်းဖို့ကောင်းတာဘာလဲဆိုတော့ကိုသားသမီးကိုပြောလိုက်တယ်ဗျာကိုသားသမီးကကိုကိုပြန်ပြီးတော့အဲ့ဒါဘာလို့လဲလို့မေးရင်ရှာမရှိနဲ့ငါပြောတာနားထောင်ငါပြောတာယုံဘာတွေရှောက်မေးနေရလဲဆိုတာပြန်ပြောတာကိုမသိဘူးလို့မပြောဘူးအမေတော့မသိဘူးသားရဲ့အဖေကတော့မသိဘူးသားရဲ့အဖေကပြောခဲ့လို့အမေကတော့မသိဘူးငါသားရဲ့အမေကပြောခဲ့လို့အမေကတော့ဒီလိုမျိုးယုံကြည်တယ်သားကတော့သိချင်လေ့လာလို့မပြောဘူးအမှန်အမှားမစင်စားခိုင်းဘူးဆိုတော့မိဘအနေနဲ့ကျွန်တော်ပြောချင်တာကိုကအကြောင်းအရာတစ်ခုကိုကရှေးရိုးဆွဲပြီးတော့ယုံကြည်လာတယ်ဒါပေမဲ့ကိုမသိဘူးဆိုရင်ကလေးတွေကိုလက်ဆင့်မကမ်းနဲ့ကလေးတွေကိုအကြောင်းအရာခေါင်းစဉ်လောက်ပဲပြောပြပြီးတော့ငါတော့ကခဏနာမသိဘူးအသက်အရွယ်နဲ့အလုပ်တွေနဲ့မလေ့လာနိုင်မင်းကတော့လေ့လာလို့ပြောတင်တာဆိုတော့ကလေးတွေကိုစွတ်ပြီးမယုံခိုင်းပါနဲ့ကျွန်တော်တို့အများကြီးပဲအဲ့ဒါမျိုးတွေအများကြီးပဲဗျာဥမာကျွန်တော်တို့မွေဟိုသိရမလားနန်းတို့တိုက်ကြတယ်တို့သိရမလားဆလောင်းမွန်းနှစ်ချက်တီးရင်ကြားကြီးကြိုက်တယ်တို့သိရမလားကလေးမရှိဘဲနဲ့ပကတ်ကိုလွှဲရင်ကလေးကဘိုင်းနာတယ်တို့စတာမျိုးတွေပေါ့ဗျာသိလားအဲ့ဒါမျိုးတွေကတကယ်တော့အလွဲကြီးတွေဗျာအကျိုးအကြောင်းရှိတယ်မြတ်စွာဘုရားကျွန်တော်မြတ်စွာဘုရားရဲ့တရားတော်တွေမှာတော့မှအကျိုးအကြောင်းရှိရင်ကျန်တဲ့အရာတွေအားလုံးမှာလည်းအကျိုးအကြောင်းရှိတယ်ဆိုတော့အကျိုးအကြောင်းကိုရှာပါစွတ်ဆက်ပြီးမယုံပါနဲ့ပြီးတော့ဘာပဲကြား social media မှာဖြစ် Facebook မှာဖြစ် TikTok မှာဖြစ်ဘာပဲကြားဘာပဲသိမျက်လုံးနဲ့မြင်ရင်နားနဲ့ပြန်ကြားပါအုံနောက်နဲ့ပြန်ပြီးစဉ်းစားကြည့်နေပါကျွန်တော်ကိုယ်တိုင်လည်းအမားတွေခုလက်ရှိထိကျွန်တော်ကလေ့လာနေစေဖြစ်တဲ့ကြောင့်မလို့ကျွန်တော်တို့ရဲ့ရှေးရိုးဆွဲအမားတွေကျွန်တော်မှရှိနေတော့မှာပဲဆိုတော့ကျွန်တော်ကိုယ်တိုင်လေ့လာနေတာဖြစ်တယ်ခုနားထောင်နေတဲ့မိတ်ဆွေရဲ့အနေနဲ့လည်းဘာပြောဘာကြားဘသူကဘာကြီးပြောမယုံပါနဲ့ကိုယ်တိုင်လေ့လာပါကိုယ်တိုင်ပြန်ပြီးသုံးသပ်ပါလို့ကျွန်တော်ပြောလိုပါတယ်ဒီဗီဒီယိုလေးကြည့်ပြီးတော့စဉ်းစားကြတစ်ခုရမယ်လို့ထင်တယ်အားလုံးကိုကျေးဇူးတင်ပါတယ်